စစ်ပွဲတွေဟာလွတ်လပ်မှုတန်ဖိုးထားမှုတွေအတန်နဲ့ရှင်သန်ရက်တည်ရေးအတန်တိုက်တာတယ်။ဒါပေမဲ့စစ်ပွဲတွေကိုအထက်ကဆုံးဖြတ်ပြီးအောက်ကပေးဆက်ရတယ်ဆိုတာမင်းသိပါသလား။နပိုလီယန်ကစစ်သားတစ်ယောက်ဟာရောင်စုံဖဲကြိုးလေးတစ်ခုအတွက်နဲ့အသက်ကိုစစ်သေးလိမ့်မယ်။လူတွေဟာခံယူချက်ကြောင့်မဟုတ်ဘဲအတိအမှတ်ပြုခံရမှုအတွက်တိုက်ပွဲဝင်ကြတယ်လို့ပြောဘူးတယ်။အထက်ကလူတွေကဆုံးဖြတ်ချက်ချပြီးတကယ်ရင်းနှီးပေးဆက်မှုတွေကိုတော့အောက်ခြေလူဒန်းစားတွေကပဲခံစားကြရတယ်။စုတစိမ်လေးတစ်ခုအတွက်နဲ့မင်းကနာခံမှုကိုတီလာလို့ထင်သွားမယ်။စသေးမှုကိုရီမှန်းချက်လို့ယုံကြည်သွားမယ်။မင်းတို့တွေချီတက်နေချိန်မှာစာချုပ်တွေကိုလက်မှတ်ထိုးနေကြပြီ။မင်းတို့တွေကြွေးကြော်နေချိန်မှာအာဏာတွေကိုခွဲဝေယူနေကြပြီ။မင်းတို့တွေကြဆုံးနေကြချိန်မှာတော့လက်နက်ကုန်တွေကစီးပွားဖြစ်နေပြီ။မင်းအတွက်ကဂုံတိတ်ခါနဲ့စတေးမှုသူတို့အတွက်ကတော့အာဏာနဲ့အမျက်အစုံဒါတွေကိုမေးခွန်းထောက်ရင်မင်းဟာသစ္စာဖောက်ဘသူကအကျိုးအမြတ်ရပြီးဘသူကပေးဆက်နေရတာလဲဆိုတာမင်းတတိပြုသွားတဲ့အခိုက်အတန့်မှာမင်းရဲ့ရောင်စုံဖဲကြိုလေးဟာအရင်လောက်အလေးချိန်မစည်းတော့ဘူးမင်းကိုတရေကုန်းလို့ခေါ်တဲ့သူတွေဟာတကယ်တော့မင်းကိုတေးသွင်းပို့နေတဲ့သူတွေမှမင်းရိပ်မိလာမယ်ဂုံတိတ်ခါဆိုတာသူတပားပေးတဲ့အတိအမှတ်ပြုမှုတွေမှာမရှိဘူးကိုယ့်ရဲ့စင်ကျင်တုံရားနဲ့ကိုယ့်ရဲ့လွတ်လပ်တဲ့အသွေးအခေါ်တွေမှာပဲရှိတယ်မင်းကိုဘသူမှကျွန်းပြူလို့မရစေနဲ့မင်းရဲ့အသက်ကိုဘသူရဲ့ game အတွက်မှအလဟတ်တာအသုံးမခံပါနဲ့မင်းဟာနေရွတ်မဟုတ်ဘူးမင်းဟာလူသားတစ်ယောက်